Namo Tata Bhagavato Arahato Thamma Sambuddhassa အားလုံးပဲမင်္ဂလာပါကိုယ်ဤချမ်းသာခြင်းစိတ်ဤချမ်းသာခြင်းနဲ့အစဉ်ထာဝရပြည့်စုံကြပါစေလို့ရှေးဥစွာမေတ္တာပို့သဆုတောင်းပေးလိုက်ပါတယ်မေတ္တာအကျိုး7မျိုးအကြောင်းကိုပြောပြပေးပါမယ်မေတ္တာဘာဝနာကိုကျင့်ဖန်များစွာပွားများအားထုတ်သောပုဂ္ဂိုလ်အားရနိုင်သောအကျိုးတရား7ပါးနံပါတ်1ဒုက္ခံသုပတိချမ်းသာစွာအိပ်စက်ရခြင်းနံပါတ်2ဒုက္ခံပฏิပုစတိချမ်းသာစွာနိုးထရခြင်းနံပါတ်3နပါပကံသူပိနံပတ္တတိအိမ်မက်ဆိုးများမမီမဲ့ခြင်းမနုဿာနံပိယောဟောတိလူတို့ချစ်ခင်ကြခြင်းနံပါတ်5အမနုဿာနံပိယောဟောတိလူတို့နတ်တို့ချစ်ခင်ကြခြင်းနံပါတ်6ဒေဝတာရက္ခန္တိနတ်တို့၏ဆောင်းရှောက်မှုကိုခံရခြင်းနံပါတ်9နတ္တအကိဝါဝိတံဝတတံဝါကမ္မတိမိအစိတ်ဓာလက်နဲ့စသောအန္တရာယ်များမကြရောက်နိုင်ခြင်းနံပါတ်10တုဝတ္တံစိတ်တံတမာတိယတိလင်းမြန်စွာစိတ်ဤတည်ကြည်မှုကိုရရှိခြင်းနံပါတ်9မုခဝနောဝိပတိတတိကြည်လင်ရှင်ပြသောမျက်နှာရှိခြင်းနံပါတ်10အတံမုံလောမတွေ့ဝေပဲတရားခြင်း7ဥတ္တရိအပတိဝိဇံတော်ပြမလောကုပကောဟောတိအရဟတပုမယသေး၍မေတ္တာဆံဖြင့်တည်လျင်ပြမပြီသို့လာရောက်ခြင်းဒီမှာလင်္ကာလေးတွေရှိပါတယ်အိတ်နိုးချမ်းသာကောင်းစွာအိမ်မက်ချစ်လျက်လူနဲ့ဆောင်းလက်နဲ့များမမီးစိတ်ဓာတ်တို့ရှောင်ရှားကိုမှာလင်းစွာစိတ်တည်ရှင်ကြည်မျက်နှာတေကာမသွေလားလီပြန်မှာဆက်တဖြာသည်မေတ္တာပွားမှုအကျိုးဒီဒါကမဟာစီဆရာတော်ဘုရားကြီးဖွဲ့ထားတဲ့လင်္ကာဖြစ်ပါတယ်အဲ့ဒါလွယ်လွယ်လေးပါပဲเนาะကဲအားလုံးမေတ္တာအကျိုး7မျိုးဒါပါပဲเนาะအားလုံးနေ့စဉ်ဘဝမှာမေတ္တာဘာဝနာကြိုးစားအားထုတ်ပြီးတော့မေတ္တာအကျိုး7မျိုးပိုင်ဆိုင်နိုင်ကြပါစေလူအင်စန္ဒပြည့်ဝကြပါစေ